တရုတ်နိုင်ငံပေကျင်းမြို့မှာမစ္စတာဟန်တစ်ဖြစ်လဲဆရာဟန်ရှိဖူကကွန်ဖူးပညာတွေကိုသင်ကြားပေးနေပါတယ်။သူ့ရဲ့သင်ရိုးအခြေခံတွေကတော့အင်ကြီးချွတ်ပြီးတော့ပြန်ဝစ်ဆိုတဲ့အဆင့်ကနေစပါတယ်။လီဖောင်ကလည်းသူ့ရဲ့သင်တန်းကျောင်းမှာအတော်လေးကိုမှထူးချွန်ထက်မြက်တဲ့သင်တန်းသားတစ်ယောက်ဖြစ်နေပါတယ်။ဆရာဝန်တစ်ယောက်ဖြစ်တဲ့သူ့ရဲ့အမေကလည်းအလုပ်ကိစ္စကြောင့်ပဲမကြခင်မှာနယူးယောက်မြို့ကိုပြောင်းတော့မှဖြစ်လို့ပေကျင်းမြို့ကနေလုံးဝမသွားကျင်တဲ့လီဖောင်ကလည်းသူ့ရဲ့အမေကိုရှောင်ရှားနေခဲ့ပါတယ်။သူ့ရဲ့အမေကလည်းလီဖောင်ကွန်ဖူးပညာသင်တာကိုလုံးဝသဘောမကျပဲနဲ့အကြောင်းရင်းကတော့လီဖောင်ရဲ့အကိုကကွန်ဖူးပညာကြောင့်ပဲဆုံးပါသွားခဲ့ရလို့ဖြစ်ပါတယ်။မစ္စတာဟန်ကတော့အမေရိကကိုမပြောင်းဖို့အတွက်ဝင်ပြီးတော့ဖြောင်းပြခဲ့ပေမဲ့လည်းသူ့ရဲ့အမေကတော့ဆုံးဖြတ်ပြီးပြီဖြစ်တဲ့အပြင်အမေတခုသားတစ်ခုမို့လို့လီဖောင်ကလည်းလိုက်သွားခဲ့ရပါတယ်။ရောက်ချင်းနေမှာပဲညစာထွက်ဝဲတော့သူတို့ရက်ကွက်ကဘယ်ပီဇာဆိုင်မှမရတဲ့ပီဇာကိုမှာမိလို့အလောင်းခံလိုက်ရပါတယ်။ဆိုင်ပန်ရှင်ကဆက်ဆံရေးမပြေပြစ်ပေမဲ့ဆိုင်ရှင်ရဲ့သမီးကတော့အပြောချိုလို့အဆင်ပြေခဲ့ပါတယ်။နောက်တစ်ရက်မှလည်းကြောင်တက်ရတော့ရောင်လည်နဲ့ပဲကျောင်းကိုရောက်သွားခဲ့ပါတယ်။ငငယ်ကလေးကအင်္ဂလိပ်ကျောင်းမှာတက်ခဲ့ရလို့ဘာသာစကားအခက်အခဲမရှိခဲ့ပေမဲ့ဘလို့မှအသားမကျပဲနဲ့ရောင်လည်နဲ့ညနေကျတော့လည်းအိမ်ကိုပြန်လာခဲ့ရပါတယ်။လမ်းကြားထဲမှာပီဇာဆိုင်ကကောင်မလေးကိုတွေ့တော့သူနဲ့တီးတဲ့တယောက်တော့သူနဲ့မိတ်ဆွေဖြစ်ဖို့အတွက်မိတ်ဝင်ဖွဲ့ခဲ့ပါတယ်။ကောင်မလေးနာမည်ကမီယာဖြစ်ပြီးတော့လီဖောင်ကအပြုံးချူချူနဲ့အထုပ်တွေကိုကူတယ်ပေးပြီးတော့နှစ်ယောက်သားအတူတူအိမ်ကိုပြန်ဖြစ်ခဲ့ကြပါတယ်။လီဖောင်ကခရာတေးသင်တန်းကျောင်းတစ်ခုကိုတွေ့လို့စိတ်ဝင်စားလို့ငေးကြည့်နေတော့မီယာကခရာတေးသင်နေဆိုရင်တော့မှအဲ့ဒီသင်တန်းကျောင်းကသူတွေနဲ့တွားပြီးတော့မပတ်သက်မိဖို့အတွက်မှာနေခဲ့ပါတယ်။အကြောင်းကတော့သင်တန်းပိုင်ရှင်စီမှာမီယာတို့ကအကျွေးတင်နေတဲ့အပြင်သင်တန်းမှာအတော်ဆုံးဆိုတဲ့သင်တန်းသားဖြစ်တဲ့ကော်နာကလည်းမီယာရဲ့ရည်စားဟောင်းဖြစ်နေလို့ပဲဖြစ်ပါတယ်။ကော်နာကတော့သူတို့ပြက်ပြီးမကြခင်မှာပဲမီယာကနောက်တစ်ယောက်နဲ့ရှောက်သွားနေတာကိုသိတော့စိတ်တူသွားခဲ့ပါတယ်။မီယာကတော့တရုတ်ဆိုင်တစ်ဆိုင်မှာဈေးဝင်ဝယ်တော့လီဖောင်ကတရုတ်စကားနဲ့ဈေးစစ်ပေးလိုက်တော့မီယာကလည်းအထင်ကြီးသွားခဲ့ပါတယ်။မီယာကသူ့ကိုလည်းတရုတ်စကားသင်ပေးဖို့ပြောတော့လီဖောင်ကလည်းအပြန်အလှန်နေနဲ့သူ့ကိုလည်းနယူးယောက်ရဲ့အကြောင်းကိုသင်ပေးဖို့အတွက်ပြောဆိုနေခဲ့ပါတယ်။နောက်တစ်ရက်မှာတော့နှစ်ယောက်သားဆိုင်ကယ်တစ်စီးနဲ့မြို့ကိုပတ်ကြပါတယ်။ဆိုင်ကယ်ကဘိန်းပေါက်သွားလို့မြေရောက်ရထားနဲ့ပြန်လာတော့ကော်နာရောက်လာပြီးတော့လီဖောင်ကိုရန်စားပါတယ်။မီယာကပြဿနာမဖြစ်ချင်လို့ရထားအောက်ကိုဆင်းဖို့အလုံးမှာပဲကော်နာကလီဖောင်ရဲ့မျက်နှာကိုတစ်ချက်ထိုးလိုက်ပါတယ်။နီနီညံ့ညံ့ဆိုသလိုလေ့ကျင့်နေတဲ့ကော်နာကနယူးယောက်မှာနှစ်တိုင်းကျင်းပတဲ့9မြို့နယ်မှာခရာတေးပြိုင်ပွဲရဲ့9နှစ်ဆက်တိုက်ချန်ပီယံတစ်ယောက်လည်းဖြစ်ပါတယ်။လီဖောင်ကမျက်နှာမှာဒဏ်ရာရရှိလာတာကြောင့်သူ့ရဲ့ဒဏ်ရာကိုအုပ်ပေးဖို့အတွက်မီယာကသူ့ဖေစီကိုခေါ်သွားခဲ့ပါတယ်။မီယာရဲ့အဖေဖြစ်သူကလက်ဝဲသမားဟောင်းဖြစ်လို့သူ့မိမမသိအောင်လို့ဒဏ်ရာတွေကိုမိတ်ကပ်နဲ့ဖုံးတဲ့နေရာမှာကျွမ်းကျင်လွန်လာပါတယ်။လီဖောင်ကိုလည်းမိတ်ကပ်နဲ့ဖုံးပေးလိုက်ပေမဲ့သူ့ရဲ့အမိကမြင်ဖြစ်အောင်မြင်သွားခဲ့ပါတယ်။ရံဖြစ်လာတာမဟုတ်ဘူးလို့ရှင်းပြပေမဲ့သူ့အမိကတော့ထိုးကြိတ်တာနဲ့ပတ်သက်ရင်ဘာတစ်ခုမှထပ်မလုပ်ဖို့အတွက်သတိပေးလိုက်ပါတယ်။လီဖောင်တယောက်စာထဲမှာစိတ်ဝင်စားပြီးတော့တက္ကသိုလ်ဝင်ခွင့်ရဖို့အတွက်သူ့ရဲ့ကျောင်းကစီနီယာကျောင်းသားတယောက်ကိုလည်းဂိုက်ဆရာအဖြစ်ငှားထားပြီးလိုက်ပါတယ်။ဒါပေမဲ့လီကတော့လေ့ကျင့်ခြင်းစိတ်ပဲရှိနေခဲ့ပါတယ်။ဆုံးမသွားတဲ့သူ့ရဲ့အကူကိုလည်းသတိရနေခဲ့ပါတယ်။လီဖောင်ရဲ့အကူကကွန်ဖူးမှာအရန်ထက်မြက်ပြီးတော့လီဖောင်ကိုငကားကန်ချက်တိုင်းခွက်လို့ခေါ်တဲ့သူ့ရဲ့ကိုယ်ပိုင်တိုင်းခွက်ကိုလည်းလီဖောင်ကိုတင်ပေးခဲ့ပါတယ်။ငကားကန်ချက်တိုင်းခွက်ဆိုတာကတော့ခန္ဓာကိုယ်ကိုလေးပေါ်မှာ3ဘက်လောက်လှည့်ပြီးတော့မှရန်သူကိုကန်ရတဲ့တိုက်ခွက်ပဲဖြစ်ပါတယ်။ဒီတိုက်ခွက်ကလီဖောင်အတွက်ခက်ခဲခဲ့ပေမဲ့တကယ်အသုံးတဲ့အခါမှာတော့ကန်တက်သွားလိမ့်မယ်လို့သူ့ရဲ့အကူကလည်းမှားထားခဲ့ပါတယ်။နောက်တစ်ရက်မှလည်းကော်နာကကြောင်းထိလိုက်လာပြီးတော့လီဖောင်ကိုရန်ထက်စားပါတယ်။ဒီတစ်ခါမှာတော့လီဖောင်ကတိမခနိုင်တော့လို့ပြန်ချခဲ့ပေမဲ့ကော်နာကိုမနိုင်ပေမဲ့ငကားကန်ချက်နဲ့ပြန်ကန်တော့လေကော်နာကတော့လွယ်လွယ်လေးရှောင်လိုက်ပြီးတော့သူ့ကိုပဲအမှောက်ထက်သိမ်းလိုက်ပါတယ်။အဲ့ဒီညမှာပဲမီယာရဲ့အဖေပီတာစီကိုလူမိုက်တွေကဒုတ်တွေဓာတ်တွေနဲ့ရောက်ရှိလာပြီးတော့အကျွေးလာတောင်းကြပါတယ်။ခေါင်းကိုဒုတ်နဲ့ရိုက်ခံလိုက်ရတာကိုတွေ့တော့မနေတာတော့ပဲနဲ့ကူညီလိုက်ပါတယ်။အကျွေးလာတောင်းတဲ့လူမိုက်တွေကိုအိမ်ကိုပြန်ပြေးအောင်လို့လှုပ်လိုက်နိုင်တဲ့အတွက်ဘေတာကလည်းကျေးဇူးလက်တင်ပြီးတော့အထင်လဲကြီးသွားခဲ့ပါတယ်။အကျွေးတွေပတ်နေတဲ့ဘေတာကတော့အကျွေးတွေဆက်ဖို့အတွက်လက်ဝဲပြန်ထိုးချင်နေခဲ့ပြီးတော့နှစ်ပွဲစလောက်နိုင်ရင်တော့မှအကျွေးတွေအားလုံးကြည်မာမို့လို့ဘေတာကလီဖောင်ကိုကွန်ဖူးပညာသင်ဖို့တောင်းဆိုနေခဲ့ပါတယ်။လီဖောင်ကတော့သူ့ရဲ့အမိကတားမြစ်ထားတာဖြစ်လို့ညှင်းဆန်ခဲ့ပါတယ်။ဒါပေမဲ့သူညှင်းခဲ့တာကိုစိတ်မကောင်းဖြစ်လို့ပေကျင်းမှာရှိနေတဲ့သူ့ရဲ့ဆရာစီကိုဖုန်းဆက်လိုက်ပါတယ်။ဆရာဟန်ရှိဖူကတော့ကိုကတင်ပေးလိုက်လို့သူ့အတွက်ဘေးမဖြစ်ဖက်နဲ့အဆင်ပြေတယ်ဆိုလို့ရှိရင်တော့တင်ပေးလိုက်လို့မှားလိုက်ပါတယ်။ဒါကြောင့်လီဖောင်ကလည်းသူတတ်ထားတဲ့ကွန်ဖူးပညာရက်ကိုတင်ပေးဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်။မီယာကတော့သူ့အဖေလက်ဝဲပြန်ထိုးမှကိုမကြိုက်လို့နှစ်ယောက်လုံးကိုဆူလိုက်ပေမဲ့ပီတာကတော့အကျွေးကြေတဲ့အထိတပွဲနှစ်ပွဲလောက်ပဲထိုးမှဖြစ်လို့ပြောလိုက်တာနဲ့မီယာကလည်းသဘောတူလိုက်ရပါတယ်။ပြောများလို့သာခွင့်ပြုခဲ့ရပေမဲ့သူ့အဖေတစ်ခုခုဖြစ်ရင်တော့အသေးပဲလို့လီဖောင်ကိုကြိမ်ထားပါတယ်။အဲ့ဒီလိုနဲ့ပဲလီကဗေတာကိုဆရာရန်ရှိဖို့တင်ပေးခဲ့တယ်လို့မျိုးကွန်ဖူးရဲ့စီမင်းစည်းကမ်းဖြစ်တဲ့အရာရာကကွန်ဖူးဆိုတဲ့အရာကနေစတင်ပြီးတော့လေ့ကျင့်သင်ကြားပေးနေခဲ့ပါတယ်။ဗေတာကတော့လက်ဝဲသမားဖြစ်နေလို့တိုက်ခိုက်ရင်တောင်းတောင်ကြီးဖြစ်နေလို့လှုပ်ရှားမှုတွေကကွန်ဖူးဖြစ်အောင်လို့လေ့ကျင့်သင်ကြားပေးနေရပါတယ်။လက်တန်ရှိတာကအာသာချက်ဆိုပေမဲ့ပြိုင်ဘက်နဲ့အရန်ကတ်နေရင်ထိုးဖို့အတွက်အခွင့်မသာတော့တာကြောင့်အဲ့ဒီအချက်ကလည်းအားနည်းချက်ဖြစ်နေခဲ့ပါတယ်။အဲ့ဒါကြောင့်ကတ်နေရင်လည်းထိုးလို့ရအောင်လို့ဘရုတ်စလီရဲ့တလက်မထိုးချက်ကိုသင်ပေးခဲ့ပါတယ်။ဗေတာကတဖြည်းဖြည်းတိုးတက်လာပြီးတော့မီယာကလည်းသူ့ရဲ့အဖေကတပွဲနှစ်ပွဲလောက်တော့နိုင်ပါတယ်လို့ယုံကြည်ချက်ရှိလာခဲ့ပါတယ်။လီဖောင်ကတော့သူ့ရဲ့အကိုရဲ့ဓာတ်ပုံကိုမြင်တိုင်းသူဒီလိုသင်ပေးနေတာဟာမှားမြတ်မှားနေမလားလို့အတွေးတွေဝင်နေခဲ့ပါတယ်။
လီဖောင်းရဲ့ကိုကကွန်ဖူးပြိုင်ပွဲမှာဆူရပြီးတော့ပြန်လာတဲ့တညမှာတော့ရှုံးသွားတဲ့ပြိုင်ဘက်ကမကျေနပ်လို့သူ့ရဲ့အပေါင်းမတွေနဲ့ပြန်လာပြီးတော့ပြဿနာရှာခဲ့ပါတယ်။သူ့ရဲ့အကိုကိုဓာတ်နဲ့ထိုးခံလိုက်ရပြီးတော့လာကူညီပေးဖို့အော်ခေါ်နေခဲ့ပေမဲ့လီဖောင်းကတော့တွေးလန့်ပြီးတော့ဘာမှမလုပ်နိုင်ဘဲနဲ့ရက်ကြည့်နေခဲ့ပါတယ်။သူမကူညီခဲ့လို့သူ့ကိုဒီလိုတည်သွားရတယ်ဆိုတဲ့စိတ်တရားကလည်းမပြောက်ပြတ်သေးသလိုသူ့အမေကလည်းအဲ့ဒီနေ့ကနေစပြီးတော့ရန်ဖြစ်တာတွေနဲ့တိုင်းတင်တာတွေကွန်ဖူးတင်တာတွေကိုလုံးဝတားမြစ်လိုက်ပါတယ်။ဒီအကြောင်းအရာတွေအားလုံးကိုတော့ဗီတာကိုပြောပြတော့အဲ့ဒီအပြစ်ရှိတဲ့စိတ်တွေကိုမဖျောက်ဖျက်နိုင်ရင်အဲ့ဒီစိတ်တွေကမင်းကိုဝမ်းမြောက်သွားလိမ့်မယ်လို့အားပေးနေခဲ့ပါတယ်။ဗီတာကလည်းလေ့ကျင့်လို့ဝပြီဆိုတော့ပွဲတက်ပြီးတော့ထိုးခဲ့ပါတယ်။အနားယူထားတာကြာပြီဖြစ်လို့သွေးအေးနေတာကြောင့်ပထမအချီမှာပဲအနေငယ်ခံလိုက်ရပြီမဲ့သွေးပူသွားတဲ့ဒုတိယအချီမှာတော့လက်ရည်ကတိတိကျကျတိုးတက်လာခဲ့ပြီးတော့ပြိုင်ဘက်ကိုလည်းတလက်မထိုးချက်နဲ့ထိုးလိုက်နိုင်တယ်လို့အပြတ်အသက်တာနေတာမို့လို့နိုင်ချက်ကတေချာနေပါတယ်။ဒါပေမဲ့သူ့ရဲ့အကျွေးရှင်ကလည်းဗီတာကိုရှုံးသေးခြင်းလို့ညှစ်ထားပြီးတော့ပြိုင်ဘက်ကတထောင်တွေပါတုံးလာပါတယ်။ဇက်တိုက်ဆိုသလိုစီကန်းကဖောက်နေပြီမဲ့လည်းဒိုင်ကပွဲမရက်ပြီလို့ဗီတာတယောက်ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားပြီးတော့လဲကျသွားခဲ့ရပါတယ်။လီဖောင်ကတော့သူ့ကိုယ်တုံးကလိုမျိုးပဲသူ့ကြောင့်ဒီလိုဖြစ်တာဆိုပြီးတော့စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ဒါကြောင့်စေယုံကိုတင်လိုက်ရတဲ့အချိန်မှာတော့မှကြောင်အန်းဖြစ်နေပြီးတော့မီယာခေါ်တဲ့အချိန်မှာတော့လိုက်မသွားဘဲနဲ့ကြံနေခဲ့ပါတယ်။ဆရာဝန်တယောက်ဖြစ်တဲ့လီဖောင်ရဲ့အမေကလည်းဒီကိစ္စမှာသူ့သားပါနေတဲ့အကြောင်းရင်းကိုသိရှိသွားခဲ့ပါတယ်။လီဖောင်ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မီယာနဲ့ဗီတာကိုမျက်နှာချင်းမဆိုင်ရအောင်လို့ကြောက်လန့်နေခဲ့ပါတယ်။ဆရာဟန်ရှိဖူကလည်းလီဖောင်ရှိကိုဖုန်းတွေဆက်တိုက်ခေါ်နေခဲ့ပါတယ်။ဟန်ရှိဖူကဖုန်းတွေခေါ်နေတာကိုမကင်လို့သူကိုယ်တိုင်လီဖောင်စီကိုရောက်ရှိလာပြီးတော့သူ့တပည့်လေးကိုအလွမ်းပြေအနှမ်းတွေပေးနေခဲ့ရင်းနဲ့ပညာတွေစမ်းနေခဲ့ပါတယ်။နောက်နေ့မှာတော့မီယာတို့တားဖစီကိုတွားပြီးတော့တွေ့ဆုံခဲ့ကြပါတယ်။မီယာကလီဖောင်ကိုအကြီးကျယ်စိတ်ဆိုးနေပေမဲ့ဗီတာကတော့ဘာကြောင့်သူသွေးပြတ်သွားတယ်ဆိုတာကိုသိရှိနေခဲ့တာကြောင့်ဒါတွေအလုံးကလီဖောင်ရဲ့တာဝန်တွေမဟုတ်ဘူးဆိုတာကိုနှစ်သိမ့်ပေးနေခဲ့ပါတယ်။အကျွေးဆက်ဖို့အတွက်ဆိုင်ရောအိမ်ကိုပါရောင်းရတော့မှမို့လို့လီဖောင်ကလည်းပို့ပြီးတော့စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ဆရာဟန်ရှိဘူးကဖြစ်ကြောင်းကုန်စင်ကိုတည်သွားတော့မင်းသူတို့ကိုကူညီနိုင်မယ်ဆိုရင်ကူညီမလားလို့မေးနေခဲ့ပါတယ်။လီဖောင်ကလည်းကူညီမယ်လို့ပြောလိုက်တော့ငါးမျိုးနဲ့ခရာတေးပြိုင်ပွဲကိုဝင်ရောက်ပြီးတော့ပြိုင်ခိုင်းလိုက်ပါတယ်။ဒီပြိုင်ပွဲမှာနိုင်လို့ရှိရင်ရမယ့်စုကြီးကအကျွေးဆက်ဖို့လုံလောက်တာသိပေမဲ့လီဖောင်ကတော့တိုက်ခိုက်တာတွေကိုဘာမှမလုပ်ချင်တော့လို့ညှင်းဆန်ခဲ့ပါတယ်။ဒါပေမဲ့သူပါပြောဆရာဟန်ရှိဘူးကတော့အတင်းအစီအစဉ်ခဲ့ပြီးတော့2ရက်အတော်အတွင်းမှာလေ့ကျင့်ဖို့နေရာတွေကိုရှာခိုင်းနေခဲ့ပါတယ်။ငါးမျိုးနဲ့ခရာတေးပြိုင်ပွဲဆိုတဲ့အတိုင်းအဲ့ဒီပွဲကိုကွန်ဖူးပညာနဲ့ဝင်ပြိုင်လို့မရဘဲနဲ့ခရာတေးပညာရပ်ပါလိုအပ်နေခဲ့ပါတယ်။ပြိုင်ပွဲဝင်ရောက်ဖို့အတွက်ကလည်း10ရက်တာလိုတော့တာမို့လို့တပတ်အတွင်းခရာတေးပညာကိုသင်နိုင်မဲ့ဆရာကိုတွားခေါ်ခဲ့ပါတယ်။သူကတော့ခရာတေးဆရာကြီးမီယာဂီရဲ့တပည့်အရင်ဖြစ်သူဒန်နီယယ်လာရိုဆိုပဲဖြစ်ပါတယ်။မီယာဂီတွေကတော့မျိုးရိုးစင်ဆက်ခရာတေးပညာရပ်တွေကိုလက်ဆင့်ကမ်းလာကြပြီးတော့မီယာဂီခရာတေးပညာရဲ့ဖခင်ကြီးကတော့မီယာဂီရှင်းဘိုပဲဖြစ်ပါတယ်။တငါတဲ့တယောက်ဖြစ်တဲ့မီယာဂီရှင်းဘိုကတနေ့မှာတော့ငါးဖမ်းလေပေါ်မှာစာကင်းမူးရင်းနဲ့အိပ်ပျော်သွားခဲ့လို့တရုတ်နိုင်ငံကန်ယူတဲ့ဘက်ကိုရောက်မှန်းမသိရောက်ရှိသွားခဲ့ရပါတယ်။အဲ့ဒီမှာပဲဟန်မီသားစုကသူ့ကိုခေါ်ထားပြီးတော့ကွန်ဖူးပညာရပ်ကိုလည်းသင်ပေးခဲ့လိုက်ပါတယ်။မီယာဂီရှင်းဘိုကဂျပန်ကိုပြန်ရောက်တော့သူတက်မြောက်ထားတဲ့ခရာတေးရဲ့သူတင်လာတဲ့ကွန်ဖူးရက်ကိုပေါင်းစည်းပြီးတော့မီယာဂီခရာတေးကိုတင်ထွင်ခဲ့ပါတယ်။အဲ့ဒီနေ့ကနေစလို့ဒီနေ့ထိချိန်ထိဟန်မီသားစုနဲ့မီယာဂီမီသားစုတို့ဟာသူတို့ရဲ့ကွန်ဖူးပညာနဲ့ခရာတေးပညာတွေကတစ်ပင်တစ်ပင်ကတစ်ကိုင်းတစ်ကိုင်းလိုမျိုးဆက်နွယ်နေပါတယ်။ဒီအကြောင်းတွေကိုတော့မီယာဂီဆန်ဆေးရဲ့တပည့်ရင်းဖြစ်သူဒန်နီယန်ကလည်းသူ့ရဲ့ဆရာကပြောပြထားခဲ့လို့သိရှိခဲ့ပါတယ်။ဆရာဟန်ကလီကိုခရာတေးပညာသင်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ဒန်နီယန်ကတော့နယူးယောက်ထိလိုက်မလာနိုင်ဘူးလို့ပြောခဲ့ပါတယ်။ဆရာဟန်ရှိဘူးကတော့လိုက်လာမယ်ဆိုတာကိုသိနေတဲ့အတွက်ဘာမှဆက်မပြောဘဲနဲ့ဒီတိုင်းပြန်ထွက်လာခဲ့ပါတယ်။တစ်ဖက်မှာတော့လီကလေ့ကျင့်ဖို့အတွက်နေရာရှာနေပါတယ်။ကံကောင်းကျင်တော့သူ့ရဲ့ဂိုက်ဆရာကသူ့အမွေရထားတဲ့တိုက်ခေါင်မှုပေါ်ကပန်းညံထဲမှာလေ့ကျင့်ဖို့အတွက်နေရာပေးလိုက်ပါတယ်။နောက်ရက်ကနေစပြီးတော့လီကအပြင်းထန်လေ့ကျင့်ခဲ့ရပါတယ်။သူ့ရဲ့အမေကခွင့်မပြုတာကြောင့်မစ္စတာဟန်ကသူဒီလိုလုပ်တာဟာတိုက်ခိုက်ဖို့အတွက်တခုတည်းမဟုတ်ဘဲနဲ့လီဖောင်ကိုအပြစ်ရှိတဲ့ကြီးနဲ့ရှင်သန်နေရတာကိုရပ်တန့်ပေးဖို့အတွက်သူကြောက်နေတဲ့အရာကိုကြော်လွှားနိုင်အောင်လို့ကူညီပေးနေတာဖြစ်တယ်လို့ဖြောင်းပြတော့လီဖောင်ရဲ့အမေကလည်းလက်ခံလိုက်ရပါတယ်။ဆရာဟန်ရှိဖူမျှော်လင့်ထားသလိုမျိုးပဲဒန်နီယန်ကလည်းဆိုက်ဆိုက်မြတ်မြတ်ရောက်ရှိလာခဲ့ပါတယ်။တပတ်အတွင်းခရာတေးပညာသင်ဖို့ဆိုတာကမဖြစ်နိုင်ဘူးလို့ဒန်နီယန်ကပြောပေမဲ့လည်းလီဖောင်ရဲ့ကွန်ဖူးအခြေခံကိုမြင်လိုက်ရတဲ့အခါမှာတော့တပတ်အတွင်းဖြစ်နိုင်တယ်လို့စိတ်ပြောင်းသွားခဲ့ပါတယ်။ဒန်နီယန်ကတော့အခြေခံကနေစမတင်ပြီးတော့ပဲနဲ့လီဖောင်ရဲ့ကွန်ဖူးအခြေခံပေါ်မှာခရာတေးကိုပေါင်းဆက်ပြီးတော့ထပ်သင်ပေးလိုက်ပါတယ်။လီဖောင်ကတော့ဒန်နီယန်စီကအကွက်ကလေးကိုတင်လိုက်ဆရာဟန်ကပညာဆန်းလိုက်နဲ့ဆရာနှစ်ယောက်ရဲ့တန်ကိုအလူးလဲခံနေခဲ့ရပါတယ်။ဒီကြားထဲစိတ်ဆိုးနေတဲ့မီယာကိုလည်းချော့ဖို့အတွက်ကြိုးစားရပါသေးတယ်။သူ့ရဲ့ဂိုက်ဆရာအယ်လန်ပေးတဲ့အကြံအတိုင်းသူမှန်းမသိအောင်လို့ပီဇာမှာလိုက်ပြီးတော့မီယာလာပို့တော့အယ်လန်ရဲ့တော်ကီတွေနဲ့ပဲချော့လိုက်တာပြန်ပြီးတော့အဆင်ပြေသွားခဲ့ပါတယ်။သူတို့သားဖနှစ်ယောက်အတွက်ဒီလိုတိုက်ခိုက်ပေးဖို့မလိုအပ်ပါဘူးလို့မီယာကပြောပေမဲ့လီဖောင်ကမီယာတို့အတွက်တင်မဟုတ်ဘဲနဲ့သူ့အတွက်ပါလုပ်တာလည်းဖြစ်တယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီလိုနဲ့ပြိုင်ပွဲနေ့ကိုရောက်ရှိလာတော့ပထမဆုံးအနေနဲ့လူရွေးပွဲကိုဝင်ပြိုင်ရပါတယ်။ပြိုင်ပွဲစီးမင်းစည်းကမ်းတွေကတော့ရှင်းမဲ့ရတာဖြစ်စေတစ်ဖက်ပြိုင်ဘက်ကိုအလဲထိုးနိုင်ရင်ဖြစ်စေအနိုင်ရရှိရမှာပဲဖြစ်ပါတယ်။တိုက်ခိုက်ခြင်းရဲ့အမှတ်တွေကတော့ခန္ဓာကိုယ်ထိရင်1မှတ်ခေါင်းကိုထိရင်2မှတ်ရရှိမှာပဲဖြစ်ပါတယ်။
လီဖောင်ကတော့ပထမဆုံးပြိုင်ပွဲမှာစတီဗင်ဆိုတဲ့ပြိုင်ဘက်ကိုခေါင်းကိုထိအောင်ကန်လိုက်နိုင်ပြီးတော့3မှတ်နဲ့အသာစီးအနိုင်ရရှိသွားပါတယ်။နောက်ထပ်ပွဲစဉ်တွေကိုလည်းလွယ်လွယ်နဲ့အနိုင်ရရှိပြီးတော့ဆီမီဖိုင်နယ်အထိတက်လှမ်းလာနိုင်ခဲ့ပါတယ်။ချန်ပီယံဟောင်းဖြစ်တဲ့ကော်နာကလည်းပြိုင်ဘက်တွေကိုအေးအေးဆေးဆေးအနိုင်ယူပြီးတော့ဖိုင်နယ်အထိကိုတက်လှမ်းလာခဲ့ပါတယ်။နောက်ပေါက်လေးဖြစ်ပေမဲ့ဖိုင်နယ်အထိတက်လှမ်းလာတဲ့လီဖောင်ကိုပြဿနာရှာခြင်းတဲ့သူတွေကလည်းဆရာနှစ်ယောက်ရဲ့ဆုံးမခြင်းကိုခံလိုက်ရပါတယ်။ချန်ပီယံဟောင်းကော်နာကတော့လွယ်လွယ်အနိုင်ရမဲ့သူမဟုတ်တာကြောင့်ဆရာနှစ်ယောက်ကသူတို့ရဲ့တပည့်ကြီးကိုဖိုင်နယ်မှာအနိုင်ရရှိဖို့အတွက်တိုက်ခွဲတွေကိုအပြေရှာကြပါတယ်။လီဖောင်ရဲ့ဆရာနှစ်ယောက်ကလည်းသူ့ရဲ့အကွက်ကပိုကောင်းတယ်ငါရဲ့အကောက်ကပိုကောင်းတယ်ဆိုပြီးတော့တယောက်နဲ့တယောက်အကွက်တွေကိုပြန်ကြတဲ့အခါမှာတော့ပြိုင်ပွဲမစခင်တည်းကလီဖောင်ကတော့အလူးလဲခံစားနေခဲ့ရပါတယ်။အဲ့ဒါကြောင့်လီဖောင်ကလည်းဆရာများတားသိဆိုတဲ့စကားလိုမဖြစ်ရအောင်လို့ကိုယ့်ဘာသာပဲလေ့ကျင့်နေလိုက်ပါတယ်။နောက်တစ်ရက်မှာတော့လီဖောင်ကနဂါကန်ချက်လေ့ကျင့်နေတာကိုဒန်နီယန်ကသဘောကျသွားခဲ့ပါတယ်။နဂါကန်ချက်နဲ့ကော်နာကိုတိုက်ခိုက်ခဲ့မှုပေမဲ့တစ်ချက်တည်းနဲ့ဖျက်ချိုးခံလိုက်ရလို့ရှုံးသွားတဲ့အကြောင်းအရာကိုလည်းဒန်နီယန်ကိုပြောပြနေခဲ့ပါတယ်။ဒန်နီယန်ကတော့အဲ့ဒီအကွက်ကိုပြန်သုံးပြီးတော့ထောင်ချောက်ဆင်ဖို့အတွက်အကြံရရှိသွားခဲ့ပါတယ်။နဂါကန်ချက်ဆိုတဲ့တိုက်ကွက်ကိုသုံးရင်ခန္ဓာကိုယ်တစ်ခုလုံးကိုလေးဘော်ကိုမြောက်တက်သွားမှကိုသိနေတဲ့ကော်နာကအဲ့ဒီခါကျရင်လေးဘော်ကိုပဲကန်မှဆိုတာကိုသိနေခဲ့ပါတယ်။သူ့ဘော်ကိုကန်ဖို့မြောက်လိုက်တော့လီဖောင်ကအောက်ကနေဝင်ပြီးတော့ကော်နာကိုပြန်တိုက်ခိုက်ဖို့အတွက်လေ့ကျင့်ခိုင်းပါတယ်။လီဖောင်လောက်ရမှာကတော့ဘူတာအောက်ကဝင်ပေါက်ကိုနဂါကန်ချက်နဲ့ဝင်နိုင်အောင်လို့အထက်ထက်လေ့ကျင့်ရမှာပဲဖြစ်ပါတယ်။နဂါချေကန်ချက်ဆိုတဲ့တိုင်ခွက်ကိုတဆင်းမြင်ပြီးတော့အောက်ချေကန်ချက်ထည့်ပေါင်းလိုက်တဲ့သူ့ရဲ့တိုင်ခွက်အသစ်ကိုတော့နောက်ဆုံးမှာတော့လေ့ကျင့်အောင်မြင်သွားခဲ့ပါတယ်။အဲ့ဒီလိုနဲ့ပွဲစဉ်တွေကိုရောက်ရှိလာပြီးတော့ဒီပွဲကိုတော့သူ့ရဲ့အမေကိုယ်တိုင်လာရောက်ပြီးတော့အားပေးခဲ့တာကြောင့်အရန်ပျော်ရွှင်သွားခဲ့ရပါတယ်။ပြိုင်ပွဲရဲ့အစမှာလည်းကော်နာကတော့လီဖောင်ကိုတဲကြီးမဲကြီးလိုက်ပြီးတော့တိုက်ခိုက်နေခဲ့ပါတယ်။ခေါင်းကိုထိလို့2မှတ်ပေးလိုက်ရပြီးတော့ကိုနှစ်ခါကန်လို့လဲ2မှတ်ရပြီးတော့ကော်နာက4မှတ်အပြတ်နဲ့ဥဆောင်နေခဲ့ရပါတယ်။ဒါပေမဲ့လည်းလီဖောင်ကတော့ဆရာနှစ်ယောက်ရဲ့စကေးကြောင့်ပြန်ပြီးတော့တီတီငင်ငင်နဲ့ကစားနိုင်ခဲ့ပါတယ်။ ဘရုတ်လီရဲ့ကနန်ဝင်တလက်မှထိုးချက်နဲ့ပထမဦးဆုံးအနေနဲ့အမှတ်ကိုရရှိလိုက်ပါတယ်။ကော်နာနဲ့လီဖောင်တို့ကတော့အပြန်အလှန်တိုက်ခတ်ကြရင်းနဲ့အမှတ်တွေကလည်းတက်လာတော့ဆရာနှစ်ယောက်ကလည်းအဲ့ဒီအကွက်ကသူတင်ပေးတာငါတင်ပေးတာဆိုပြီးတော့အပြန်အလှန်ညှင်းခုန်နေခဲ့ကြပါတယ်။လီဖောင်က9မှတ်ရနေချိန်မှာပဲကော်နာကခေါင်းကိုကန်လိုက်တာကြောင့်2ယောက်စလုံးအမှတ်တူသွားခဲ့ပြီးတော့နောက်ဆုံးအမှတ်တစ်မှတ်ကအနိုင်အရှုံးကိုဆုံးဖြတ်ပေးဖို့အတွက်ဖြစ်လာခဲ့ပါတယ်။လီဖောင်ကတော့သူ့ရဲ့နဂါကန်ချက်ကို3ချိန်တန်ပြီဖြစ်လို့ထုတ်သုံးလိုက်တော့ဒီအကွက်ကိုအနိုင်ပိုင်းမှုတဲ့ကော်နာကလည်းအရင်တစ်ခေါက်ကလိုပဲအမြင့်ကန်ချက်နဲ့ပြန်ကန်လိုက်ပေမဲ့လီဖောင်ကခြေထောက်အောက်ကနေငုံဝင်ပြီးတော့ထောက်ထားတဲ့ခြေထောက်တစ်ဖက်ကိုဖြတ်ကန်လိုက်ပါတယ်။ဟန်ချက်ပြတ်သွားတဲ့ကော်နာရဲ့ရင်ဘက်ကိုနောက်တစ်ချက်ကန်လိုက်တာကြောင့်လီဖောင်က10မိနစ်အနိုင်ရရှိသွားပါတယ်။အရှုံးကိုလက်မခံနိုင်တဲ့ကော်နာကတော့အနောက်ကနေချောင်းပြီးတော့တိုက်ခိုက်ခဲ့ပေမဲ့လီဖောင်ကကွန်ဖူအကွက်နဲ့ချုပ်ပြီးတော့ခရာတေးအကွက်နဲ့ပါကင်ပေါက်လိုက်ပါတယ်။ဆရာကြီးနှစ်ယောက်ရဲ့ရှေ့ပြလမ်းဆောင်မှုကြောင့်လီဖောင်ကတော့ခရာတေးပြိုင်ပွဲမှာအနိုင်ရရှိသွားခဲ့တယ်လို့မျိုးသူ့ရဲ့အကြောက်တရားဆိုတဲ့ရင်ဘတ်ထဲကအကြောက်တရားကြီးကိုလည်းပယ်ဖြတ်လိုက်နိုင်ခဲ့ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့ဒီကနေ့တင်ဆက်ပေးသွားခဲ့တဲ့ဇလံကောင်းလေးကိုကြိုက်နေတဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လေးနှိပ်ပြီးတော့ like လေးတွေနှိပ်ပြီးတော့အားပေးခဲ့ကြပါအောင်လို့တောင်းဆိုချင်ပါတယ်ခင်ဗျာအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုကြမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ